အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ Sister Rebecca နှံ့ရမင်းမျိုးလိုင်းဖြစ်ပါတယ်ကျမကတော့ပသိမ်သာသနာမှဖြစ်ပြီး Saint Francis Xavier သီလရှင်အသင်းကိုင်းထဲမှာပထမဂတိသစ္စာခံယူရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်ပထမဂတိသစ္စာပြင်ဆင်ခြင်းကိုပညာသင်ကြားခြင်းအပေါ်မှာမူတည်ပြီးတော့9နှစ်ကနေသို့မဟုတ်6နှစ်အထိကြာမြင့်နိုင်ပါတယ်ဂတိသစ္စာ3ပါးကတော့တန်ရှင်းခြင်းဆင်းရဲခြင်းနှခံခြင်းဖြစ်ပါတယ်ဒီဂတိသစ္စာ3ပါးကိုဘုရားရဲ့ဘုန်းကုံတော်အတွက်မိမိရဲ့ဝိညာဉ်တန်ရှင်းခြင်းနဲ့လူသားအလုံးရဲ့ဝိညာဉ်ကယ်တင်ခြင်းရရှိစေရန်အတွက်ဘုရားရှိလူရှိအသင်းတော်ရှိမှမိမိရဲ့ဘဝတစ်ခုလုံးကိုစက္ကပ်ခါထိုဂတိသစ္စာကိုပြုခြင်းဖြစ်ပါတယ်ပထမဂတိသစ္စာပြုပြီးတာနဲ့Scholastic Sister အနေနဲ့ပညာများကိုတစ်နှစ်တာဆက်လက်သင်ယူမှာပဲဖြစ်ပါတယ်။ကျမတို့ဒီသူစောစဉ်ဘဝမှာပေါ့နော်။ဖျားရှင်ရဲ့လေကွင်းမှာလှုပ်ဆောင်ဖို့ရန်အတွက်လှုပ်ဆောင်သူတွေအများကြီးအားနည်းနေပါတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့သူတော်စင်ဘဝကိုဒီယခုခေတ်လူငယ်လူရွယ်များအများကြီးလိုအပ်နေပါတယ်။ဒါကြောင့်မလို့သူတော်စင်ကျမတို့နဲ့အတူဖျားရှင်ရဲ့လေကွင်းမှာအတူတူအလုပ်လုပ်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။